အင်းရကန်ကရန်ကုန်မြို့ရဲ့တောင်ဘက်မှာတည်ရှိတဲ့ရေကန်ကြီးတစ်ခုပါဒီကန်ကရန်ကုန်မြို့ရဲ့အကြီးဆုံးနဲ့အကျော်ကြားဆုံးကန်တစ်ခုဖြစ်ပြီးမြို့ရဲ့အဓိကအပန်းဖြေစရာနေရာတစ်ခုအဖြစ်လူသိများပါတယ်အင်းရကန်ကို1883ခုနှစ်မှာဗြိတိရှကိုလိုနီအစိုးရကတည်ဆောက်ခဲ့တာပါကန်ရဲ့အလျားက13ကီလိုမီတာလောက်ရှိပြီးအနံက2ကီလိုမီတာလောက်ရှိပါတယ်ကန်ရဲ့ဧရိယာအကျယ်ဝန်းက23စတုရန်းကီလိုမီတာလောက်ရှိပါတယ်အင်းလျာကန်ကရန်ကုန်မြို့ကနေရေကိုတွယ်ယူထားတဲ့ကန်တစ်ခုဖြစ်ပါတယ်အင်းလျာကန်ကတဘာဝအလှတရားနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုဖြစ်ပါတယ်ကံပတ်လည်မှာစိမ့်လန်းတဲ့တစ်ပင်တွေပန်းခြံတွေနဲ့လှပတဲ့ရှုခင်းတွေရှိပါတယ်ကံပတ်လည်မှာလမ်းလျှောက်ဖို့လမ်းတွေစပိန်စီးဖို့လမ်းကြောင်းတွေနဲ့စားတောက်ဆိုင်တွေရှိပါတယ်ကံမှာလှေလော်တာရေကူးတာနဲ့နေဝင်စည်းစာကြည့်တာတွေကိုလုပ်လို့ရပါတယ်အင်းလျာကန်ပတ်လည်မှာဗုဒ္ဓဘာသာဆိုင်ရာစေတီပထိုးတွေနဲ့ဘုန်းကြီးကျောင်းတွေရှိပါတယ်ထင်ရှားတဲ့နေရာတွေထဲမှာရွှေတကုံစေတီတော်နဲ့ကနော်ကြီးတို့ပါဝင်ပါတယ်အင်းလျာကန်ကိုနနက်ခင်းနဲ့ညနေခင်းအချိန်တွေမှာလဲပတ်တင်ပါတယ်နေခင်းဘက်မှာပူပြင်းတဲ့ရာသီဥတုကြောင့်လဲပတ်ဖို့တင့်တော်မှုမရှိပါဘူးအင်းလျာကန်ကရန်ကုန်မြို့ရဲ့တဘာဝအလှတရားနဲ့ယဉ်ကျေးမှုအမွေအနှစ်ကိုကိုစားပြုတဲ့နေရာတစ်ခုဖြစ်ပြီးမြို့ခံတွေနဲ့ခရီးသွားဧည့်သည်တွေအတွက်အပန်းဖြေစရာနေရာတစ်ခုအဖြစ်ထင်ရှားပါတယ်